Hello မင်္ဂလာနေ့နေ့ခင်းပါရှင်ဒီမှာစပန်ကကိုလာတာပါဒီကတော့ဖြစ်စီပေါ့ဒီကတော့စတော့ဘယ်လိုလုပ်နေပြီစတော့ဒီဘယ်လိုကတော့အကွာမှုရရှိမလေးမို့ဒီပဲဆန်ဒီဘက်ကတော့ဘောဘတ်ကြီးရှိပါတယ်ဒါတော့တည့်ပြီးဒါကဘာခေါ်လဲဒီချူအဲ့ဒါလေးနက်ပြီးရှိတယ်လင်းလို့ပြီးတွေတည့်ပြီးတော့ကြိုက်ဆုံးဒီဘက် only 6ဘာမို့ဒါတော့ဆလမုန်ငါတော့အပီတော့ ready made ပြားလေးတွေMaga cheeseပေါ့နော် cheese ကျွန်မမကြိုက်တဲ့ cheese ဒီမှာယောက်ျားကတိတ်ပါတယ်ရှိ supermarket အင်းနေနေဆိုတော့10မိနစ်လောက်10မိနစ်ကြော်လာ2မိနစ်လောက်ပေါ့နော်ဒီမှာရှောက်ရင်ရောက်ပြီးဒါရမို့အချူလေးပါအများကြီးတော့မဝယ်ပါဘူးနည်းနည်းချင်းပေါ့ဘာဖြစ်လို့လဲဆိုတော့လူက2ယောက်ထဲပဲလေနောက်ပြီးတော့ supermarket ကနီးနေဆိုတော့ခဏသွားဖြစ်တယ်စုံလာတော့စုံနေစူပါမားကတ်မှာခုနဟင်းရွက်တွေပါလေမရိုက်ဖြစ်ဒီဘက်မှာဒါရချက်ဥပီပါချက်ဥပီရှိဒီမှာလည်းတူတူပဲအပေါ်ကတော့မလိုက်ရအောက်က cheese တွေဒီဘက်ကအေးဟိုဖြိုးကြီးပေါ့ဒီဘက်ကတော့ငါးပါရှင်ညနေဆိုတော့လေတိတ်မကြံတော့ဘူးလေအဲ့ဒါငါးတို့လိုတွေရှိအဲ့ဒါငါးတကောင်ဝယ်လာပါတယ်ရှင်ငါးတကောင်6ယူလို့ကြိုပေးရပါတယ်ရှင်ကျမအတွက်ပဲဝယ်ခဲ့တယ်ရှင်ဒီငါယောက်ျားငါတိတ်မကြံဘူးကားတော့တားရီပါဒါတော့ပုံစံမျိုးစုံပြီးထားပြီးတော့မျိုးစုံရှိတယ်ဝက်တော့အချင်းလုပ်ထားတာချင်းလုပ်ထားတယ်လို့ထင်တာပဲနော်မသိဘူးချင်းလုပ်ထားတယ်မစားဘူးသေးသူကကြည့်လိုက်တော့ဝက်တချင်းလိုမျိုးဖြစ်နေတာအဲ့တော့နောက်တစ်ခါကျရင်ဝဲအဲ့ဒါကတော့နွားနုဝဲချင်းလို့ပါနွားနုပါပဲကော်ဖီနဲ့တောက်ဖို့အတွက်ဒီမှာကော်ဖီမိတ်တွေပါလို့မရှိဘူးကော်ဖီဆိုရင်ကော်ဖီမိတ်လေးနဲ့မှကြိုက်တာဒါမဲ့လည်းမရှိတော့လည်းနွားနုလေးပေါ့နော်ဒီဘက်ကတော့ကော်ဖီပါပန်းတီလို့ပေါ့နော်အစုံပဲဒီဘက်ကတော့မုတ်အချူတွေပါမုတ်တွေကစားလည်းမကောင်းဟိုမမတောက်ကြည့်နေနေမကြိုက်ဘူးဒီဘက်ကိုပေးလိုက်လို့ရှိရင်ဒီဘက်မှာပဲတွေရှိတယ်နောက်ပြီးတော့ပြောင်းဆန်တွေစီတုပ်ဘူးတွေပေါ့နော်ဒီမှာပြောင်းစီတုပ်ဘူးတွေရှိတယ်နောက်ပြီးတော့ပဲပင်ပေါက်ပဲပင်ပေါက်တော့ကိုကြိုက်တယ်ပဲပင်ပေါက်ရှိတယ်ဒီမှာပဲပင်ပေါက်စီတုပ်ဘူးဒါတော့မွေတော့မနေ့ကထည့်ထားပြီးပြီဆိုတော့အဲ့ဒါပြောင်းမှုဆန်တဲ့ဘူးရဲ့ဝယ်လာလိုက်ပြောင်းမှုဆန်ကြိုက်တယ်ဘူးဆန်လာရှိဒီကတော့ပဲတွေကိုစင်ထားတာစီတုပ်ဘူးနဲ့ပဲနာမည်တော့မသိပါဒီဘက်ခင်းချင်းသေးဆော့ဒီဘက်ကစီတွေပါဒီမှာစက်သားမုတ်တွေဟိုဘာလို့မရှိဘူးစက်သားမုတ်တို့ကတော့ဒါတော့သူကဟင်းနဲ့လုပ်ထားတဲ့ဟာပေါ့နော်စက်သားမုတ်လိုမျိုးပဲစားလို့အဆင်ပြေတယ်ဒါလေးကတပူဝယ်ခဲ့တယ်တပူဆိုတော်တော်သုံးရတာဒါတော့ရအောင်တော့ရှိပါတယ်ဆိုတော့ဒီကတော့ဟင်းနဲ့တူအေးထဲရတဲ့ဟာဒါတော့မဝယ်ဖြစ်ဘူးဒါတော့ပီဇာတွေဒီဘက်ကလာတာမမတွေဒါမမတွေကောက်ဆွဲတွေပေါ့နော်ကောင်းတယ်အဲ့ဒီမမဘူးတွေရတယ်စားကောင်းတယ်ဒါတော့ပါစတာတွေပါမျိုးစုံပဲဒါတော့ဆမ်ပါသူတို့ဆမ်မကောင်းပါစတာတွေပါသူက
စပါဂက်တီတို့မကလိုနီတို့ပေါ့ပုံစံမျိုးစုံရှိတယ်ဒီပါစတာတော့ကျွန်မတော့တိမကြိုက်ပါကျွန်မစပါဂက်တီပဲကြိုက်ပါတယ်ရှင်တခြားဟာတွေမကြိုက်ပါဒါကတော့ကောင်းရှိုးဒီပါတွေပေါ့နော်ကောင်းရှိုးဒီဘက်ကလည်းဟိုပါနင်းနာတစီတို့ဘာတို့ပေါ့နော်အများကြီးရှိသေးတယ်ဟိုနဘေးတွေမှာရှိတယ်နဘေးအတန်းတွေမှာရှိတယ်မရိုက်ဖြစ်တော့ဘာလို့လဲဆိုတော့အများကြီးကြီးရဲ့ဆိုတော့လေသူကလည်းပြီးအိမ်ပြန်တော့မှာဆိုတော့မရိုက်ဖြစ်တော့ဒီဘက်ကပါမုတ်တွေမင်္ဂလာပါရှင်ဘိုင်ဘိုင်